အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကမ္ဘောဒီးယားနိုင်ငံကဒါဒီရင်းရတဲ့ရှေ့ဆိုင်ကန်ကိုဒါတရုတ်နိုင်ငံကိုဒါတစ်တိုးရှယ်ပြီးတော့ဆောက်လုပ်ခဲ့မှုအပိုင်းဒီပိုင်းကိုဆက်ဆက်ပြီးတော့ပြောင်းဆွပြီးတော့ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ချိုင်းပင်လယ်ကွေ့မှာရှိတဲ့ဒါရှီယာနိုဗေးစိတ်ကန်လာဒါသူတို့ရဲ့ဒီရှိတဲ့ဒါရင်းရတဲ့ရှေ့ဆိုင်ကန်ဒီရတဲ့ရှေ့ဆိုင်ကန်ကိုဒါဒီတရုတ်ရဲ့ဦးညီထောက်ပံ့နေဒါကြဲပြန့်ပြန့်အတစ်တိုးရှယ်ပြီးတော့ဒါဆောက်လုပ်ခဲ့ဒီပြည်ပြင်ဆောက်လုပ်မှုပိုင်းနေပြီးတဲ့နောက်ဒါဒီတနေ့ရောက်ဒီဘယ်လ9ရက်နေ့ကပဲဒါကမ္ဘောဒီးယားနိုင်ငံကိုကြည့်တော့ဒါဟောမာနက်နဲ့ပြီးရင်ဒီတစ်ဖက်ကဒါတရုတ်ရဲ့စစ်မြင့်ရာရှိဒါပူပေါင်းပြီးတော့တရားဝင်ဖွင့်လိုက်ခဲ့ဒီရတဲ့စကိုင်းဒါဖွင့်လိုက်မှုပြီးဒါကျန်းတစ္ဆာကျိန်စုပွဲအပြီးမှာပဲဒါဒီတရုတ်နဲ့ကမ္ဘောဒီးယားဒါနှစ်နိုင်ငံက Golden Dragon 2025ဒါရတဲ့ဈေးလေးချင်းမှုဒါကိုပူပေါင်းလှုပ်ဆောင်ခဲ့ဒီရှေ့ကိုကြည့်မယ်ဆိုရင်ဒီတရုတ်နဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကဒါမာမိတ်ဈေးကိုဒါဒီဆက်ဆံရေးမှာဆိုရင်ဒါကောင်းမွန်ချက်တွေကိုမြင်တွေ့ခဲ့ရဒီရေတက်စကိုင်းကိုဒါဒီတရုတ်နိုင်ငံတွေနဲ့ထောက်ပံ့ဖို့ဒီထောက်ပံ့မှုကိုပြန်ကြည့်ရမယ်ဒါဒီ2022ခုနှစ်တည်းကဒါတရုတ်အစိုးရဒါသူ့ရဲ့ဒီမဟာဗျူဟာအတွက်ဒါဒီကမ္ဘောဒီးယားနိုင်ငံဒီထိုင်းပင်လယ်ကွေ့ဒါရှီယာနိုဗေးစိတ်ကမ်းမြို့နဲ့ဒါကီလိုမီတာ30ကကွာမှာရှိတဲ့ဒါရင်းရေတက်စိတ်ကမ်းကြီးကိုဒါတစ်ထပ်မံတိုးရှက်ဆောက်လုပ်ဖို့အပိုင်းဒီပိုင်းတွေမှာဒါသူ့အနေနဲ့ဒါထောက်ပံ့မှုရန်ပုံငွေကိုဒါအလုံးစုံထောက်ပံ့ပေးခဲ့တာဒါသူ့အနေနဲ့ဒီရေတက်စိတ်ကမ်းကြီးမှာဒါဘယ်ပိုင်းတွေကိုအဓိကထားလှုပ်ဆောင်ပေးခဲ့တယ်ဒါဒီကီလိုမီတာ300ရှိလေရတဲ့ဒါရေနက်စိတ်ခံတရားပြီးရင်ဒီဘက်မှာတစ်ဖက်ကဒါတန်ချိန်9004ချိန်ရှိတဲ့တင်မောချင်းတစ်ခုပြီးရင်ဒီတန်1004ချိန်ရှိတဲ့ဒါတင်ငယ်တစ်စင်းပါမယ်ပြီးရင်ဒီကမ္ဘောဒီးယားနဲ့တရုတ်ဒါပူပန်းထောက်ပံ့ပို့ဆောင်ရေးပြီးရင်လေ့ကျင့်ရေးစင်တာတွေပါမယ်ပြီးရင်ရုံးခန်းဆောင်ဒီဟာတွေအားလုံးစစ်မြင့်တင်ဖို့ပါပဲဒါတရုတ်အနေနဲ့ဒါရန်ပုံငွေအလုံးစုံထောက်ပံ့ပေးခဲ့တာဒီရေတက်ရှစ်ဆိုင်စကန်ကြီးမှာဒါတားမြစ်ချက်တွေပါတားမြစ်ချက်တွေကဘာလဲဆိုဒီကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ဒါနိုင်ငံခြားစစ်သင်္ဘောတွေကိုဒါကန့်သက်တယ်အဓိကပြောရမယ်ဆိုရင်ဒါဂျပန်နဲ့အမေရိကန်စစ်သင်္ဘောတွေဝင်ရောက်မှုကိုဒါပိတ်ပင်ထားတယ်။ပြီးရင်ဒီတစ်ဖက်မှာဆိုရင်ဒါတန်ချိန်2000ထပ်ပိုတဲ့စစ်သင်္ဘောတွေဒါမှမဟုတ်ဂျိုးသင်္ဘောတွေပေါ့ဒီသင်္ဘောတွေစိုက်ကပ်မှုတွေကိုလည်းဒါတားမြစ်ထားတယ်။ဒါကမ္ဘောဒီးယားနိုင်ငံအနေနဲ့ကမ္ဘောဒီးယားကအခုဒီလက်ရှိပေါ့ဒါတရုတ်နိုင်ငံရန်ပုံငွေနဲ့ဒါသူအနေနဲ့ဒါဒီရှေ့ဆိုင်စကန်ကိုဒါတိုးမြင့်လှုပ်ဆောင်တဲ့အပိုင်းဒီအပိုင်းမှာဆိုရင်ဒါကမ္ဘောဒီးယားလက်ရှိသွားနေတဲ့ဒါနိုင်ငံခြားရေးမူဝါဒကဒါဂျာနေနိုင်ငံခြားရေးမူဝါဒဖြစ်တဲ့အတွက်ဒါဒီတစ်ဖက်ကပေါ့ဒါဒီတရုတ်ရဲ့ထောက်ပံ့တွေကသူ့အတွက်ဒါနောက်ဆက်ဖြစ်လာနိုင်တာဒါကမ္ဘောဒီးယားနိုင်ငံအနေနဲ့ဒါတရားဝင်ကြေညာထားတယ်ခုဒီလက်ရှိပေါ့ဒါသူ့ရဲ့ဒီရေတက်ရှေ့ဆိုင်စကန်ကဒါမဟာမိတ်နိုင်ငံတွေရဲ့ဒါစစ်သင်္ဘောတွေပြီးရင်ဒါနှစ်နိုင်ငံစီးလေ့ကျင့်မှုတွေအတွက်ဒါဖွင့်လှစ်ပေးထားတယ်လို့ဒါတရားဝင်ပြောကြားထားတယ်ဒါဒီအမေရိကန်နဲ့မဟာမိတ်နိုင်ငံတို့ဒေသတွင်းမဟာမိတ်နိုင်ငံတွေအားလုံးကတော့သူ့ရေတက်ရှေ့ဆိုင်စကန်ကြီးဖွင့်လှစ်မှုကဒါတရုတ်အတွက်အဓိကဒါဒီသူတို့ပေါ်ဒါကင်ထောက်စကန်ကြီးဖြစ်လာနိုင်တယ်အဲ့အတွက်လည်းဒါသူတို့အနေနဲ့စိုးရိမ်ပြီးတော့ဒီတစ်ဖက်ကဒါတောင်တရုတ်ပင်လယ်နဲ့ဒါမလကာရေလက်ကြားမှာဆိုရင်ဒါတရုတ်အတွက်အဓိကပေါ့ဒါဒီစေဩဇာချက်ထွင်မှုအပိုင်းလို့ဒါဒီအမေရိကန်နဲ့ဒါအနောက်မဟာမိတ်အုပ်စုတွေကပြောကြားထားတယ်ဒါကမ္ဘောဒီးယားနိုင်ငံရဲ့ခုဒီလက်ရှိကဒါမြန်မာနိုင်ငံလိုပဲဒါသူသွားနေတဲ့ဒါနိုင်ငံခြားရေးမူဝါဒကလွတ်လပ်ပြီးတော့ဒါပတ်မလိုက်တဲ့နိုင်ငံခြားရေးမူဝါဒဒီနိုင်ငံခြားရေးမူဝါဒအပေါ်မှာသွားနေရဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့နိုင်ငံအတွင်းမှာဆိုရင်ဒါဒီနိုင်ငံခြားတပ်ဖွဲ့ကိုမှဒါအခြေချဝင်မပေးထားဘူးဒါခုဒီလက်ရှိတရုတ်ရဲ့အကူအညီနဲ့ဒီရှေ့ဆိုင်စကန်ဖွင့်လှစ်ခဲ့တာဖြစ်တဲ့အတွက်ဒီသွားနေတဲ့မူဝါဒအပေါ်ကိုဒါဒီထိခိုက်လာနိုင်တာဒီရှက်တွေကလည်းဒါသုံးသပ်စရာဖြစ်လာတာကမ္ဘောဒီးယားဒီရှေ့တောင်အာရှမှာဆိုရင်ဒါဒီတရုတ်နဲ့လည်းဒါအခုလက်ရှိမဟာမိတ်နိုင်ငံအနေနဲ့ဒါအခိုင်အမာဆုံးဖြစ်တည်နေပြီးရင်ဒါဒီအာဆီယံပေါ့ဒီဒေသတွင်းပါဝင်နိုင်ငံရဲ့အခင်းကျင်းမှာဆိုရင်လည်းတရုတ်ဘက်ကိုဒါအခုလက်ရှိနေထားရတဲ့ဒင်းရိုင်လာကြောင်းတွေ့ရတာဒီရှက်တွေနဲ့ပတ်သက်ပြီးတော့ဒါခုတည်းကမ္ဘောဒီးယားနိုင်ငံမှာဒါတရုတ်နဲ့ပူးပေါင်းမှုဒီကဒါကောင်းဘက်မှာရှိနေတယ်လို့ဒါဒီဘက်ကအမေရိကန်နိုင်ငံအနေနဲ့ပေါ့အမေရိကန်နိုင်ငံအနေနဲ့ကလည်းဒါဒီတရုတ်ရဲ့ဒါပထဝီနိုင်ငံရဲ့ရည်မှန်းချက်ပြီးရင်ဒီကမ္ဘောဒီးယားရဲ့ဒါကာဝေးဆိုင်ရာလိုအပ်ချက်ပေါ့ဒီလိုအပ်ချက်နှစ်ခုကြားမှာပေါ့ရေတက်ရှေ့ဆိုင်စကန်ကြီးကဒါအန်ချက်ဆိုထိန်းချုပ်ပေးထားတယ်ဒီလိုထိန်းချုပ်ပေးထားတယ်ဆိုပေမဲ့လည်းဒီ Pacific Indo-Pacific ဒေသလုံခြုံရေးမှာတော့ဒါအမေရိကန်နဲ့ကမ္ဘောဒီးယားအတွက်အဓိကဒါအခြေတင်ဖြစ်လာနိုင်ဒီရေတက်ရှေ့ဆိုင်စကန်ကြီးကဒါအဓိကကမ္ဘောဒီးယားအတွက်အမေရိကန်ပါတဲ့ဒါဒီအနောက်မဟာမိတ်အုပ်စုတွေအနောက်မဟာမိတ်အုပ်စုတွေအတွက်အဓိက main ကနဲ့ဒါသူတို့အပေါ်ဒါဖိအားပေးလှုံ့ဆော်လာတယ်ဒါဒီတရုတ်ကလည်းတစ်ဖက်ကဒီထိုင်ဝမ်ပြည်ပခါမှာဆိုရင်ဒါအမေရိကန်နဲ့ဒါဒီတိုင်ဆိုင်ဖြစ်နေရတဲ့အချိန်မှာဒီရေတပ်ဆိုင်စကန်ကြီးကဒါအမေရိကန်ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေပြီးရင်ဒါအမေရိကန်ရဲ့လှုံ့ဆော်မှုဒီအပိုင်းတွေအားလုံးအပေါ်မှာဒါအနောက်ရှက်ချင်းချောက်မှုတွေနေနဲ့ဒါတက်ရောက်လာတယ်လို့တော့မြင်မိတယ်ဒါအနည်းရှုပ်အနေနဲ့ပြောရရင်ဒီခုဒီကမ္ဘောဒီးယားနိုင်ငံအနေနဲ့ပေါ့ဒါသူ့ရဲ့ဒါနိုင်ငံခြားရေးမူဝါဒကိုဒါတွေ့ပဲပြီးတော့ဒါတရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဒါဒီလှုံ့ဆော်လာတာဖြစ်တဲ့အတွက်ဒါဒီခုလက်ရှိ Indo-Pacific အရေးမှာရောပြီးရင်ဒါဒီဒေတာတွင်အာရှဒီပါဝါနိုင်ငံရဲ့အခင်းကျင်းမှာရောပြီးရင်ဒီတစ်ဖက်က
ဒါဒီအမေရိကန်နဲ့ဒါဒီတောင်တရုတ်ပင်လယ်ပေါ့ပြင်ထိုင်ဝမ်ပင်လယ်ကွေ့ဒီဖက်ဖက်အားလုံးမှာဒါအမေရိကန်နဲ့ဒါထိတ်တက်ရင်ဆိုင်လာနိုင်တယ်လို့ဒါကျွန်တော်လည်းမြင်အားလုံးကျေးဇူး